ဂျိုရာတို့ကကိစ္စလေးမပြီးပြတ်သေးရမလို့ပြန်မလာနိုင်သေးဘဲနဲ့လွန်ခဲ့တဲ့10နှစ်တုန်းက Spain Foundation Egypt ကနေရခဲ့တဲ့ဓာတ်ပုံကိုလမ်းပို့ပေးဖို့ပြောလိုက်ပါတယ်နောက်ဆုံးတော့ဒီဓာတ်ပုံရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာကိုသိရတော့မယ်အန်ဂျယ်လိုရဲ့ဂျေဇူးနဲ့ပေါ့ဂျိုစကေလက်ချက်နဲ့ကြောင်တုံးကြီးမြစ်သွားတဲ့အန်ဂျယ်လိုကဒီကိစ္စမပြီးသေးဘူးသူ့ကို stand power ပေးခဲ့တဲ့ကျောင်းသားလေးကဂျိုစကေတို့လာတက်လိုက်မယ်လို့ပြောလိုက်ပါတယ်အန်ဂျယ်လိုပြောသလိုတာမယ်လူတွေကို stand power ပေးနိုင်တဲ့လူကအပြင်မှာတကယ်ရှိနေမယ်ဆိုရင်ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ဂျိုရာတို့ကပြောလိုက်ပါတယ်အဲ့လိုနဲ့အန်ဂျယ်လိုက stand ရခဲ့တဲ့ညအကြောင်းပြောလိုက်ပြီးတော့မနေ့ကျရင်ကြိုးပေးခံရတော့မှမလို့အန်ဂျယ်လိုကအိမ်မပြောနိုင်ဖြစ်နေပါတယ်ကျောင်းဝတ်ဆောင်တဲ့ကျောင်းသားလေးကအန်ဂျယ်လိုရဲ့ခန်းထဲထိရောက်လာခဲ့ပြီးတော့ကျောင်းသားလေးရဲ့လက်ထဲမှာအလုံးရှိကြတဲ့လေးနဲ့များဆုံးရှိနေအောင်အန်ဂျယ်လိုကတွေးလိုက်ရပါတယ်အန်ဂျယ်လိုကြည့်နေတဲ့အချိန်မှာပဲကျောင်းသားလေးကအန်ဂျယ်လိုအများနဲ့ပြစ်လိုက်ပြီးတော့ဂုံပါရဲ့မင်းက stand ဥစားဖြစ်သွားပါပြီ stand ဆိုရဲ့ခေါ်ကဒီယိုဆိုရဲ့လူပေးခဲ့ရလို့ပြောလိုက်ပြီးတော့အန်ဂျယ်လိုရဲ့ပါဇယ်တွေကနေမြောက်ဆွဲနှုတ်လိုက်ပါတယ်ဒီလိုပြောလိုက်တာလားလို့ဂျိုရာတို့ကမေးနေတဲ့အချိန်မှာနောက်ကနေကလေးဟောတန်ကြားလိုက်ရမလို့ကြည့်လိုက်တော့အန်ဂျယ်လိုရဲ့ဇလန်ထဲမှာဂျိုစကေတို့စီမောနေတဲ့အချိန်အန်ဂျယ်လိုကကလေးကိုဖမ်းထားလိုက်တာဖြစ်ပါတယ်ကျောင်းတော်နေကထုတ်ဝေးဖို့အန်ဂျယ်လိုကပြောနေပေမဲ့ဂျိုစကေကမိုးရီထဲမှာခေါင်းအေးဆေးဆေးဖီးနေရမလို့ဒီကေနောက်မှဖီးလို့အန်ဂျယ်လိုကပြောတဲ့အချိန်မှာဂျိုစကေကစိတ်တူသွားပါတယ် ဂျိုစကေနေအောင်ဂျိုစကေကဂျိုရာပြောတော့နားမထောင်အောင်ပဲနဲ့ crazy diamond နဲ့အန်ဂျယ်လိုကြောက်တော့ကိုအစိမ့်စိမ့်ပေါ်မှာဖြစ်အောင်ထိုးဝဲလိုက်ပြီးတော့ပြန်ရေးလိုက်တာမို့လို့ဒီကမှာတော့အန်ဂျယ်လိုကတကယ်ကြောက်တော့ကြီးဖြစ်သွားပြီးတော့စကားတော့ပြောနိုင်တော့ပါဘူးရတယ်ဂျိုစကေအန်ဂျယ်လိုစက်မေးမလို့ဟောင်းဟမ်ဂျိုရာရိုဆန်ကအေးပေါက်ကြရတယ်ကိုရှုံးတာလားဗျအဲ့ဒါပေါက်ကြရတယ်မဟုတ်ဘူးဒီယိုနဲ့ပဲပါနေတယ်အဲ့ဒါဘာတူကြီးလဲဒီယိုကဂျိုစတာမျိုးဆက်တွေရဲ့ရန်သူပဲငါနဲ့ငါတကယ်ချင်းတွေကသူ့ကိုချေမုန်းခဲ့ရဒါပေမဲ့ငါခုထိနားမလဲတာဒီယိုကရုပ်ရက်ကြီး stand power ဘလို့ရသွားလဲဆိုတာပဲကြည့်ရတော့ဒီចောင်းသားလေးကငါတို့ရဲ့ရန်သူအစ်ဖြစ်လောက်တယ်ဒါမှမဟုတ်သူ့လက်ထဲမှာရှိရဲ့လေးနဲ့များပေါ့ Spain Foundation Egypt ကနေရလာတဲ့ဓာတ်ပုံထဲမှာအန်ဂျယ်လိုပြောတဲ့လေးနဲ့များပါနေပါတယ်ကိုကြီးကစာကြည့်တဲ့ကိုရောက်နေပြီးတော့မော်ရီယိုမျိုးရဲ့မှတ်တမ်းကိုကြည့်တဲ့အချိန်မှာတနစ်တွင်လူသေးပြောက်ကအရင်များနေရမလို့ဂျိုရာပြောခဲ့တဲ့မော်ရီယိုမျိုးထဲမှာမကောင်းတာတစ်ခုရောက်နေဆိုအမှန်ပဲလို့တွေးလိုက်ပါတယ်အဲ့ချိန်မှာနောက်ကနေဂျိုစကေရောက်လာပြီးတော့ကိုကြီးကိုအေယွန်တူတူပြန်ဖို့ပြောလိုက်ပြီးတော့ပြန်လာတဲ့အချိန်မှာအန်ဂျယ်လိုကြောက်တုံးကြီးနောက်ကိုရောက်လာပါတယ်ယုတ်အန်ဂျယ်လိုဟမ်ဒီကြောက်တုံးကြီးကဒီနားမှာအမြဲတမ်းရှိခဲ့ရလားကြောက်တုံးကတော့အမြဲတမ်းရှိခဲ့ရပုံစံကတော့အခုမှပြောင်းသွားဂျိုရာဘယ်ရောက်သွားလဲလို့ကိုကြီးကမေးနေရမလို့ဂျိုရာတို့အလုံးများနေတဲ့အကြောင်းဂျိုစကေကပြန်ပြေးလိုက်ပါတယ်အဲ့လိုနဲ့ဆက်လျှောက်လာရင်ကိုကြီးကဗရေမောက်ကနေလူတွေတစ်ခုကိုတွေးလိုက်ရမလို့ဒီယုံလူသစ်တွေပြောင်းလာလားလို့ဂျိုစကေကိုမေးလိုက်ပါတယ်ဒီအိမ်ကလူမနေရဲ့အိမ်လို့ဂျိုစကေကပြောလိုက်တဲ့အချိန်မှာကိုကြီးကဗရေမောက်ကနေလူတွေတစ်ခုကိုတွေးလိုက်ရလို့ပြောလိုက်ပါတယ်ဖြစ်နေတာကိုကြီးကငါ့ရဲ့ဟိုနားမှာလေလူသစ်တွေပြောင်းလိုက်ရင်ငါသိမှာပါဟာအဲ့ဒါဆိုရင်ကျွန်တော်တွေးလိုက်ရတရေလားမသိကိုကြီးတရေเจ้าနေမပြောနဲ့ကွာကြောက်စရာကြီးပြီးတော့ဟိုမှာငါ့ရဲ့ရောက်နေပြီအဲ့ချိန်မှာပဲလေဘွေရပေါ်လာပြီးတော့ဘာလို့သူများအိမ်ထဲကိုချောင်းချင်းရတယ်လို့ပြောပြီးကိုကြီးရဲ့ခေါင်းကိုတကားနဲ့ညှက်လိုက်ပါတယ်ဂျိုစကေကကိုကြီးကိုလှုပ်ပေးဖို့ပြောနေအိမ်ပဲဘယ်ကြီးကတော့ဂူးမဆိုင်ပါဘူးအဲ့ချိန်မှာဂျိုဒါတို့ကဂျိုစကေတို့အိမ်ကိုရောက်နေတာဖြစ်ပြီးတော့လူခေါ်ခေါင်းလောက်ကိုဇက်လိုက်တီးနေပါတယ်ခေါင်းလောက်ကိုဘာလို့လဲလောက်တီးနေရလဲအလူကန်နေဆိုရင်ကတော့ပါရီရဲ့လို့ပြောပြီးတော့ထုံမခိုးကအပြင်ကိုထွက်လာပါပြီထုံမခိုးကဂျိုဒါတို့တွေ့သွားတဲ့အချိန်မှာဂျိုးဆက်ကြီးလိုထင်သွားပြီးတော့ပြေးမဲ့လိုက်ပါတယ်လောလောလတ်လတ်ဖေးသေးသွားလို့ဝမ်းနေပြီးတော့ထီးချန်နေရအခုချိန်မှာပြန်လာပြီးလို့ဂျေဇူးတင်ပါတယ်ဂျိုးဆက်ကြီးလို့ပြောပြီးရမ်းချစ်တယ်လို့ပြောနေပါတယ်မာကြီးပြောရမှာအားရနာပါတယ်ကျွန်တော်ကဂျိုးဆက်ဦးဂျိုးစတာမဟုတ်ပါဘူးကျွန်တော်ကဂျီဂျီရဲ့မြေခူဂျိုဂျိုတာတော့ပါကျန်တဲ့သေးစိတ်ကိုတော့ဂျိုးစကေကိုပဲမေးလိုက်ပါကျွန်တော်ဂျိုးစကေကိုလာတွေ့ရသူအိမ်မှာမရှိဘူးလားဗျမာကြီးအရှင်ပြည့်လာဗျဂျိုစကေအိမ်မှာရှိလားလို့မေးနေတာဂျိုစကေကကြောင်းနေပြန်မရောက်သေးဘူးလို့ထုံမခိုးကဖြေရတဲ့အချိန်မှာအဲ့ဒါဆိုရင်တော့နောက်မှပြန်လာရမယ်လို့ဂျိုရာတို့ကပြောလိုက်ပါတယ်ဖေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်မကောင်းပါဘူးမာကြီးကြီးတာရှိနေမယ်ဆိုရင် sorry ကကာဝယ်ပေးနိုင်ခဲ့ပါပဲဒါပေမဲ့ကြီးကအသက်ကြီးနေပြီဒါကြောင့်မို့လို့သူ့စာကျွန်တော်လာခဲ့ရပါဂျိုရာတို့ကပြောချင်ရင်ပြောပြီးတဲ့နောက်မှာတော့ကားမောင်းပြီးတော့ဟိုတယ်ကိုပြန်သွားပါတယ်တကယ်တော့ဓာတ်ပုံထဲမှာပါရဲ့လေးနေမှာကင်လာတဲ့မိမကြီးကဂျိုရာတို့ရင်ဆိုင်ခဲ့ရတဲ့ဘွားတော်ကြီးအန်ယာပါဖြစ်နေပါတယ်များနဲ့ပြည့်ခင်ရတဲ့တာမယ်လူကြီးရဲ့ stand power ရနိုင်တယ်ဆိုတော့ဂျိုရာတို့ကတီးသွားပါတယ်ဂျိုစကေနဲ့ခိုးချီကိုဖမ်းထားတဲ့ဘဲတို့ကစကားတွေခြေနေဖြစ်နေကြတော့မှပေါ်တော့ကနေဘဲတွေကိုရှိကိုများနဲ့ပြစ်ပလိုက်ပါတယ်ဒီကောင်ကအန်ဂျယ်လိုနိုင်ဝင်ခဲ့တဲ့ဂျိုစကေဖြစ်ပြီးတော့သူတို့လမ်းမှာလာရှုံးနေတာမို့လို့ဂျိုစကေကိုရှင်းလိုက်ဖို့အောက်ထက်ကညီလေးအိုခူယာဆိုအပေါ်ထက်ကကိုကြီးကလမ်းပြောလိုက်ပါတယ်ဒါဆိုရင်မင်းတို့ယောက်က stand ဥစားတွေပေါ့များရဲ့သဘောကသိရင်မသိရင် stand ရဖြစ်ပါတယ်အပေါ်ထက်ကကိုကြီးကကိုရှိကို stand ဥစားဖြစ်အောင်များနဲ့ပြစ်လိုက်ပြီးမယ်ကံမကောင်းစားနဲ့ပဲကိုကြီးကငပျော်လေးမို့လို့ stand မရဘဲနဲ့တေးရတော့မှာပါဂျိုစကေက crazy diamond နဲ့ကိုရှိကို hero လုံးနေမယ်အိုခူယာဆိုကလာပေးရလိုက်ပြီးတော့သူ့ရဲ့ stand ဇန်ဟန်တို့နဲ့ဂျိုစကေကိုအပြောက်ဖြောက်ရမယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂျိုစကေနဲ့အိုခူယာဆိုကတိုက်ခိုက်ဖို့ဖြစ်လာပြီးတော့ဇန်ဟန်တို့ကညာဘက်လက်နဲ့ဂျိုစကေကိုခိုးလိုက်တဲ့အချိန်မှာ crazy diamond ကထွက်လာပြီးတော့ထိုးလိုက်ပါတယ်ငါခံမဲကြည့်မယ်အိုခူယာဆိုမင်းကတကယ်တော့ငပိန်းကောင်မလားပေါ်တက်ကကိုကြီးကအိုခူယာဆိုရဲ့ဇန်ဟန်တို့ကအရင်ကြောက်ကြကောင်းနေမယ် stand ဘလောက်ကြမ်းလူကပိန်းနေရင်သုံးစားလို့မရဘူးလို့ပြောနေပါတယ်ဟာအကိုကြီးကလည်းကျွန်တော်အဲ့လိုမပြောပါနဲ့ဗျဒီကောင်ကကျွန်တော်ထင်တာနဲ့ပို့ပြီးတော့မြန်းနေရဲ့အိုခူယာဆိုကဂျိုစကေနဲ့တိုက်ခိုက်နေတော့မှအကိုကြီးဘက်ကိုလှည့်ပြီးလေပေါ်နေရမလို့ဂျိုစကေကအိုခူယာဆိုကိုကြော်လာပြီးတော့ channel ကိုအေးဆေးဆေးဝင်လာပါတယ်နေကတကယ်ပိန်းတာပဲလို့ပြောနေတဲ့ဂျိုစကေကိုဘာလို့လဲလို့အိုခူယာဆိုကပြန်မေးနေရမလို့ crazy diamond နဲ့ထိုးလိုက်ပြီးတော့ခိုးချီကို hero လုံးနေတဲ့အချိန်မှာအိုခူယာဆိုကထပ်ပြီးတော့ပြေးလာပြန်ပါပြီအိုခူယာဆိုကဇန်ဟန်တို့နဲ့လမ်းလိုက်တဲ့အချိန်မှာညာဘက်လက်ကိုထိုးလုံးနေမယ်တစုံတို့ကိုခန်းစားမိလိုက်ရမလို့ crazy diamond ကဇန်ဟန်တို့ရဲ့လက်ကိုချုပ်ပဲချုပ်လိုက်ပါတယ်အိုခူယာဆိုကငပိန်းနေမယ်ဇန်ဟန်တို့ရဲ့ညာဘက်လက်နဲ့ထိမိလို့မဖြစ်ဘူးလို့ဂျိုစကေကခန်းစားမိလိုက်တဲ့အချိန်မှာဇန်ဟန်တို့ကညာဘက်လက်နဲ့ခိုးလိုက်ပြီမယ်ဂျိုစကေကရှောင်လိုက်နိုင်ပါတယ်ဂျိုစကေမပြေးရလေမင်းတငယ်ချင်းကိုပြစ်သွားမလို့လားဇန်ဟန်တို့နဲ့ထိလိုက်တဲ့နေရာကိုကြီးလိုက်တဲ့အချိန်မှာတစုံတစ်ခုမာရင်းရဲ့လို့ဂျိုစကေကခန်းစားမိလိုက်ပြီးတော့စလုံးတစ်လုံးပြောင်းနေရဆိုတော့တတိထားမိသွားပါတယ်အိုခူယာဆိုမင်းရဲ့ stand ညာဘက်လက်နဲ့ထိရဲ့အရာမှန်တယ်မြောက်ဖြောင်းနိုင်တာဟုတ်တယ်မလားဒါဘောကဟီဂရှိကတဲ့ဂျိုစကေငါ့ညာဘက်လက်နဲ့ထိရဲ့အရာ
မန်တွေများပျောက်သွားပြီးတော့အဲ့ဖြောက်ခင်ရဲ့အရာတွေကဖျောက်သွားမယ်ငါကိုယ်တိုင်တော့မသိဘူးအိုကူယာစုရဲ့ဇန်အန်တို့ကနောက်တစ်မျိုးလဲလုံးနိုင်ပါသေးရဲ့ဇန်အန်တို့ကသူတို့နှစ်ယောက်ကြား space ကိုဖယ်လိုက်တာမလို့ဂျိုစကီကအိုကူယာစုရှေ့ကိုရောက်လာတဲ့အချိန်မှာအစင်းသင်းထိုးလိုက်အောင်ပါပဲဒါဟာသူ့ကိုကြီးတောင်ကြောက်ရတဲ့ဇန်အန်တို့ရဲ့ဆွဲမဲလို့ပြောလိုက်ပြီးတော့ space ကိုထည့်ပေးလိုက်ပြီးဂျိုစကီကိုထပ်ထိုးလိုက်ပါတယ်အိုကူယာစုကဒီကွက်ကိုပဲထက်ကသုံးနေရမလို့ဂျိုစကီကမရှူမလခံနေရပါပြီဒါပေမဲ့ဂျိုစကီကပြန်ထားလာပြီးတော့ဒီတစ်ခါမှာနေရာပြောင်းလိုက်တာမလို့အိုကူယာစုကလည်းဇန်အန်တို့သုံးပြီးတော့ space ကိုဖယ်လိုက်တဲ့အချိန်မှာဂျိုစကီကထပ်ရောက်လာပါတယ်ချင်းတဲ့အတိုင်းပဲအိုကူယာစုမင်းကတကယ်ပိန်းတာပဲကွာဘာလို့လဲဂျိုစကီကပန်ဝိုးတွေရှိမှရမ်းနေရမလို့ဇန်အန်တို့က space ကိုဖယ်လိုက်တဲ့အချိန်မှာဂျိုစကီတွေမကမယ်နဲ့ပန်ဝိုးတွေပါလာမလို့အိုကူယာစုကတော့ပန်ဝိုးတွေမှန်ပြီးတော့မေးလဲသွားပါပြီအိုကူယာစုဟုတ်တယ်မလားမင်းရဲ့ stand တော်တော်ကြောက်ဖို့ကောင်းတာပဲရဒါပေမဲ့မင်းပြန်ထားလာပြီးငါ့ကိုတိုက်ခိုက်နေမယ်ဆိုရင်အနေများရင်မင်းကလေဘင်းညစ်ပြီးတတိပေးအောင်လုပ်ရမယ်1 2ခွေချီရောမင်းတို့ကလည်းတော်တော်များနေပြီကွာခွေးမသားတွေအဲ့လိုနဲ့ဂျိုစကီလည်းအိမ်ထဲကိုဝင်လာတဲ့အချိန်မှာဒီများဟာတခုတည်းရှိပြီးတော့အဖိုးတန်တာမို့လို့ပြန်ဝင်ရမယ်လို့ပြောနေရဲ့အိုကူယာစုရဲ့အကိုကြီးကိုတွေးလိုက်ရပါတယ်သိကြတယ်ဒီလေးတဲ့များဒီကိုဇဘောက်တို့ရအောင်လုပ်ပေးခဲ့တဲ့အရာပဲဘာလို့အဲ့ရမှာတေဝါရဲ့နောက်မှာတယောက်ကလေးတဲ့များကိုယူပြီးတော့ဒီမော်ရီယိုမျိုးမှာစတန်ဥစာတွေကိုဖန်တီးနေဖြစ်ရမယ်ဒီလေးတဲ့များကိုချိန်ပြီးဖြတ်စည်းပြီးတော့ဒီဟိုတက်ပို့ဆိုးတဲ့ကောင်တွေကဇဘောက်တို့တဲ့ပိုချိုင်းနဲ့စတန်နဲ့ပေါ်မလာခင်မှာချိန်ပြီးတားဆီးမှဖြစ်မယ်အဲ့လိုနဲ့ episode 3ကဒီမှာပြီးရပါတယ်ကျေးဇူးပါပဲတဲ့ကျေးဇူးပါ bro